တိယအကြိမ်မြောက်ဒီကြည့်ချင်းကာကံပြည်သူစိတ်ဒေးရှိတတိယအကြိမ်ရှိသွားပြီရှုနှက်ခါတဲ့တလေမနေ့4နာရီလောက်တည်းက4နာရီခွဲလောက်တည်းကစတက်လာဝါသာသာဆိုင်အဟောင်းပါခင်ဗျာဒီကတော့ကျွန်တော်ပေါင်ရင်းလောက်ရှိပါတယ်လမ်းမပေါ်မှာပါဒီမှာပါ W ဘာနာမှာပါဝါစားတောက်ဆိုင်အဟောင်းမှာ W ဘာရောက်တော့မှာခင်ဗျကျွန်တော်ရေဝင်တဲ့နေရာလေးပြပါမယ်လာပါမပြရေရလိုင်းရေလေးကဒီမှာပါ W ဘာနာနဲ့ဝင်နေတာပါ W ဘာနေဒီမှာဝါလမ်းကြားလေးပါခင်ဗျမဲဆိုင်ချောင်းချင်းနေပါဒါယူရီးယားဘက်ကမ်းမှာပါလို့ဒါယူရီးယားဘက်ကမ်းမှာပါယူရီးယားဘက်ကမဲဆိုင်ချောင်းချင်းနေလေးပါခင်ဗျ